လူရှိတာရဲမလူရှိရင်ချက်ပြပဲကဲဆယ်ရေးအဖွဲ့ဝင်ထဲကလူငယ်တယောက်ကတိုက်ပြက်ပုံကြားတဲ့ကအမေအရွယ်လိုအတန်တန်ကိုကြားလိုက်တော့အမေတားသူပြောတာကိုကြားလာတဲ့အဲ့တော့တိုက်ပြက်ပုံကြားတဲ့ကကဲဆယ်ရေးအဖွဲ့ဝင်လူငယ်တယောက်ရဲ့အမေအရွယ်လိုအမျိုးသမီးကကြားတယ်ငါသားကြီးတဲ့တောင်းနေတော့အပေါက်ကြီးငယ်တစ်ပေါက်ကနေပြီးတော့လက်တစ်ချောင်းထွက်လာတယ်ဗျငါသားကြီးဒါစိန်လက်စွန်းနဲ့ဆွဲကြိုးကွယ်တဲ့တကယ်လို့များအမေအသက်ရှင်ရတဲ့ပြန်မထွက်နိုင်ခဲ့ဘူးဆိုရင်ဒီဟာလေးကိုကေစီရေးငါသားတို့မိသားစုအတွက်သုံးလိုက်ပါတဲ့တကယ်လို့ကေစီရေးမိသားစုငါသားတို့ကပြည့်စုံတဲ့လူဖြစ်ခဲ့မယ်ဆိုရင်အခုလက်ရှိဒုက္ခရောက်နေတဲ့လူတွေကိုလှူလိုက်ပါတဲ့တကယ်လို့များအမေကအသက်ရှိတင်ရှားနဲ့အပြင်ကိုပြန်ထွက်နိုင်ခဲ့မယ်ဆိုရင်လဲတားကိုပေးထားတဲ့ပစ္စည်းနဲ့တဘောရာကမပြောင်းလဲပါဘူးတားတို့ဂရုစိုက်ကြပါအမေကတော့လူလောကမှာနေရတာဝါအောင်နေခဲ့ပြီးသွားပါပြီတဲ့ငါသားတို့လိုနှလုံးသားတဲ့လူတွေတို့နိုင်ငံမှာအများကြီးလိုအပ်ပါတယ်တဲ့အဲ့ဒီအုတ်ခဲပုံကြားတဲ့ကအမေအရွယ်လိုအမျိုးသမီးတယောက်ရဲ့ပြောတဲ့အတန်ကိုကြားပြီးတဲ့နောက်ပိုင်းမှာကေစီရေးအဖွဲ့လူငယ်ကမျက်ရည်တွေတွင်ကြခဲ့ပါတယ်ဗျာပြီးတော့အဲ့ဒီမျက်ရည်တွေကြားတဲ့ကပဲအမေဘာမှမစိုးရိမ်နဲ့အမေကိုတားလို့ရအောင်ကင်မယ်တဲ့လူရှိတာ